အားလုံးပဲမင်္ဂလာပါရှင်ဝမ်းမေစီစီကကြဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်မကကြဟင်းငါးသီးလေးကိုပစုံသေးသေးလေးနဲ့တယောက်စာလေးကြော်ပြမယ်เนาะအများသောအားဖြင့်ကျွန်မကတော့တယောက်စာနဲ့ပဲအများနဲ့လုပ်ပြလေးရှိတယ်ဘာလို့လဲဆိုတော့ကျွန်မကတယောက်စာပဲချက်ရတာမို့လို့ပါဆိုရင်ကျွန်မကကြဟင်းငါးသီးလေးကိုပပလေးလှီမယ်ပြီးလို့ရှိရင်ကျွန်မကပစုံ6ကိုရေနည်းနည်းလေးနဲ့စိမ်ထားတယ်ကျက်သွန်ဒီပလေးတစ်လုံးလှီထားတယ်ကြဟင်းငါးသီးကိုတော့အခါတိတ်မပေါက်အောင်ဆိုပြီးကျွန်မကစားလေးနည်းနည်းထည့်ပြီးတော့မှနယ်မယ်နယ်ပြီးလို့ရှိဒီလိုအနေထားလေးဖြစ်အောင်ကျွန်မကစားလေးနဲ့နယ်ထားမယ်ပြီးလို့ရှိရင်တော့ကျွန်မကရေဆေးပြီးတော့မှရေလေးနဲ့စိမ်ထားမှာဖြစ်ပါတယ်နော်ပြီးရင်တော့ကျွန်မကကျက်သွန်နေလှီးထားတာကိုလည်းဆေးကြောပြီးလို့ရှိရင်ခွက်ကလေးနဲ့အသေးချထားမယ်ပြီးလို့ရှိရင်တော့ကြဟင်းငါးသီးကြော်မယ်ဆိုလို့ရင်ပစုံ6အပြင်ကျွန်မကငပိထည့်မယ်ငငပိထည့်ပါမယ်ပြီးရင်တော့ကျွန်မကငရုတ်သီးစိမ်ပြီးတော့မှကြိတ်ထားမယ်ဒါကတော့ကျွန်မစီထဲမှာစနွေးနည်းနည်းလေးထည့်မယ်စနွေးမထည့်ရင်တော့လည်းရတယ်เนาะကျွန်မကအယောင်လေးနည်းနည်းလေးထည့်ချင်လို့ကြောင့်ကျွန်မကစနွေးလေးနည်းနည်းထည့်မယ်ပြီးရင်ကျက်သွန်လေးကိုကျွန်မကကြော်မယ်ကြိတ်ထားတဲ့ငရုတ်သီးလေးကိုအယောင်ဖြင့်ကျွန်မကထည့်မယ်ထည့်ပြီးလို့ရှိရင်စီတက်ပါမယ်စီကိုကျက်သွန်လေးနဲ့ငရုတ်သီးကိုနာလေးတက်မယ်ပြီးလို့ရှိရင်တော့ငင်ကပိလေးကိုထည့်မယ်ပြီးရင်တော့သူတို့ကိုတမသွားအောင်စီတက်မယ်ပြီးလို့ရှိရင်တော့ကြိတ်ထားတဲ့ပစုံ6မှုတ်ကလေးကိုထည့်ပါမယ်ပြီးတော့ပြီးလို့ရှိရင်တော့ဒီမှာကကြဟင်းငါးသီးလေးကိုထည့်ပြီးတော့မှမှုေပါမယ်ရှင်ပြီးရင်တော့ရေလေးနည်းနည်းထည့်ပြီးတော့မှမှုေမယ်မှုေပြီးလို့ရှိရင်ဒီမှာကမှုေပြီးတော့မှကြော်ပေးပါမယ်ဒီမှာအသားမုတ်နည်းနည်းထည့်ပါမယ်သားမုတ်နည်းနည်းထည့်ပါမယ်ပြီးလို့ရှိရင်တော့ဒီမှာကဒီအပေါ့ငံကိုတော့ဘယ်လောက်ထည့်ပါလို့ကျွန်မမပြောပါဘူးကျွန်မကတော့ကျွန်မညီးပြီးတော့မှပဲအပေါ့အငံကိုထည့်တယ်အဲဒါကဲအခုဆိုရင်တော့အရန်စားလို့ကောင်းတဲ့ကြဟင်းငါးသီးကြော်လေးရပါပြီရှင်ကြဟင်းငါးသီးကြော်တစ်ခွက်ကလေးနဲ့ကျွန်မကထမင်းစားလို့မိန်အောင်ဆိုပြီးတော့မှစီအီလေးနဲ့ကျွန်မကြော်တာဖြစ်ပါတယ်เนาะဆိုတော့ကျွန်မကကြဟင်းငါးတစ်ခွက်လေးနဲ့ကျွန်မကထမင်းစားမှာပဲဖြစ်ပါတယ်ကြဟင်းငါးသီးကြော်တာလေးကိုကျွန်မလာပြီးတော့မှဝေမျှခြင်းဖြစ်ပါတယ်เนาะဗီဒီယိုစလည်းဆုံးကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်